ကျွန်တော်တို့ကအဲ့တလုံးကို customer လိုက်ထဲမှာလက်ထဲကိုဒီလိုနှကန်းသားတွေပတ်လဲချုပ်ပြီးရုံမျှနဲ့ဒီလိုအိတ်လေးဖြစ်သွားရုံမျှနဲ့ customer လက်ထဲကိုပေးလို့မရသေးပါဘူးကျွန်တော်တို့ဒီအိတ်တွေဆိုလို့ရှိရင်ဒီနှကန်းလေးတွေကိုတေးသက်လှပစွာလုံးပေးဖို့အတွက်အထက်ထက်ဒီလိုနှုတ်ရည်တုတ်လိမ်ပေးရပါတယ်နှုတ်ရည်6တော့မှကျွန်တော်တို့ကကော်ဘတ်တိုက်ရတာဖြစ်ပါတယ်ကော်ဘတ်တစ်ထက်တိုက်လို့နှကန်းကပွားနေသေးတယ်ဆိုလို့ရှိရင်နောက်တစ်ထက်နှွေထပ်တော့6မှကျွန်တော်တို့ကော်ဘတ်ထပ်တိုက်အဲ့ဒါမျိုးအလီလီတခါလေကြရင်4ချိန်5ချိန်ထိကျွန်တော်တို့လုပ်ပြီးတော့မှ customer လက်ထဲကိုအသုံးပြုဖို့ရန်အတွက်ပို့ပေးတဲ့အဆင့်ဆင့်ကိုကြော်ဖြတ်ရတဲ့နောက်ဆုံးအတိုင်းအတာ final လေးဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီ8ကိုတိုက်နေကြော်ညာနေတိုက်နေရင်းနဲ့ဒါကတော့ကျွန်တော်ဆရာကျွန်တော်ကိုလက်ဆောင်ပေးထားတာဖြစ်ပါတယ်ဒီကလေးတစ်ချက်ကြည့်လိုက်အောင်လက်ဆောင်ပေးလာတဲ့အိတ်လေးတော်တော်မိုက်တယ်ဗျာအရင်အသုံးရတာအဆင်ပြေတဲ့အိတ်ဒီတစ်လုံးဖြစ်ပါတယ်ဒါလေးကတော့ဘန်ကက်ကလေးတွေကအပေါ်မှာတယ်အဖုံးပေါ်မှာတယ်နှစ်နေရာအရှိမကတော့ကျွန်တော်ရင်မောင်းလိုက်စင်ထည့်ပြထားပါတယ်အနောက်မှာလည်းတီးသန့်တကက်ဗျဒီတကက်နေရာမှာလည်းကျွန်တော်တို့ဒါဆိုလို့ရှိရင်ကျွန်တော်မှတ်ပုံတင်ထည့်ပြထားတာဖြစ်ပါတယ်ကျွန်တော်ပတ်စံအရွက်30ပဲထည့်ထားတာဖြစ်ပါတယ်ကျွန်တော်တို့ကတော့အိတ်ဆိုရင်ကြီးမကြိုက်ဘူးတေးသေးလေးကြိုက်တယ်ပတ်စံလည်းအများကြီးထည့်မသုံးချင်ဘူးနည်းနည်းပဲထည့်သုံးချင်တယ် customer တွေအတွက်ဒီလိုအိတ်အနေထားလေးတွေကတော့တော်တော်သုံးရတာမိုက်ပါတယ်ဗျာကျွန်တော်ကိုယ်တိုင်လည်းအရန်ကြိုက်တယ်ဆရာကကျွန်တော်ကိုလက်ဆောင်ပေးတဲ့အတွက်လည်းဆရာကိုကျေးဇူးထူးတင်ပါတယ်